Hello ပြန်တွေ့ကြပြီနော်ဒီနေ့တော့လေ unboxing လေးတစ်ခုလုပ်ပြမယ်အဲ့ဒါဘာလေးလဲဆိုတော့ဒီ Clover နဲ့ဆွဲလေးပေါ့နော်ပကင်အပိတ်လေးနဲ့ဆိုတော့လက်ဆောင်ပေးလို့လည်းကောင်းတယ်ကဲအတူပေါက်ကြည့်လိုက်ရအောင်ဝါအရင်ချစ်ဖို့ကောင်းတာပဲ Clover လေးရွက်နဲ့ဆွဲလေးနောက်ပိတ်လေးကလည်းပါသေးတယ်ချစ်စရာကောင်းလိုက်တာနော်နောက်ပိတ်လေးကိုဖြုတ်ပြီးတော့နှဆွဲလေးကိုအနီးကဲကြည့်ကြည့်ရအောင်သူကလေ Clover အရွက်၄ရွက်ကိုအကြည်လေးနဲ့ထည့်ပြီးတော့တင်ထုတ်လုပ်ထားတဲ့ပုံစံလေးပေါ့နော် Clover အရွက်၄ရွက်ရဲ့ရွက်ဖက်တစ်ခုချင်းစီမှာအသေးပဲတစ်ခုစီရှိပါတယ်ယုံကြည်မှုချစ်ချင်းမေတ္တာမျှော်လင့်ခြင်းကံကောင်းခြင်းတွေဖြစ်တယ်အဲ့လိုပြည့်စုံနေတဲ့ Four Leaf Clover လေးကိုမြင်တွေ့ခဲ့ရတဲ့သူတွေကတိတ်ကိုကံကောင်းတဲ့သူတွေပါတဲ့ဒါလေးကိုတစ်ဖက်ချင်းပန်းကြည့်လိုက်အောင်မရှင်ဒီ Clover နဲ့ဆွဲလေးကိုလေမြင်မြင်ချင်းချစ်မိသွားလို့ဝယ်ခဲ့ရပါစင်ကာပူအလဲခဏရောက်ခဲ့တော့ကချိုင်းနာတောင်မှာဝယ်ခဲ့တာလေးပေါ့နော် Clover Fancy နဲ့ဆွဲလေးနဲ့ပြပြလိုက်အောင်မရှင်ကဲနောက်တစ်ဖက်ပန်းကြည့်မယ်ဗီဒီယိုလေးကိုပြီးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် Four Leaf Clover လေးလို့လည်းကံကောင်းခြင်းနဲ့ယူဆောင်လာပြီးတဲ့သူတွေဖြစ်ပါစေလို့ဆန္ဒပြုပါရယ်ပြန်တွေ့ကြမယ်နော်